လက်ရှိတခိုးကိစ္စပြောမယ်ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်ဗျိုင်းနာလို့ကိုင်းရတယ်ဗျိုင်းဗျိုင်းပါလို့နာကျွဲလူလို့နာကျွဲပါလို့လူဖြုတ်ကြိုက်လို့လူဖြုတ်ပါလို့ကြိုက်မိုးရွာလို့ကြိုက်မိုးပါလို့ရွာဖားအောင်လို့ရွာဖားပါလို့မွေကြိုက်လို့မွေပါလို့ကြိုက်ငါဝင်းပူစာမနေတာလို့ကြိုက်အာနာရှင်စနစ်ရဲ့အောက်မှာအကုန်ငက်ပြတ်နေပြီစင်ပြေတာဆိုလို့အာနာရှင်အတိုင်းဝိုင်းခရိုနီအတိုင်းဝိုင်းနော်စင်တင်ဒိတ်ဂီတကလတ်တွေမှာအာနာရှင်ကိုဖော်လာဘာလုံးနေတဲ့တရုတ်ဆောင်တွေဆယ်လီဘရန်ဒီတွေလောက်အဆင်ပြေတာတန်တဲ့ဟာတွေကခိုးနေလို့ခိုးနေတာမဟုတ်စားစရာမရှိလို့ခိုးနေတာအကြောင်းတရားကိုမြင်ကြမြင်အောင်ကြည့်ကြအကုန်တောက်ပြောနေဘုန်းကြီးကပါလျာငပိချက်ဖြစ်မှာဆိုလို့မပြောတာညီမကြီးမှာဖြစ်တဲ့ဖြစ်စဉ်တိုင်းခုတ်ရတခြားထိရတခြားကြီးပဲအဓိကအာနာရှင်စနစ်ဆိုးကြောင့်အကုန်ငက်ပြတ်နေပြီအကုန်ခိုးမှာအဲ့ဒါတွေကိုမြင်အောင်ကြည့်အကြောင်းတရားအာနာရှင်ပြုတ်ကြမှဒီကိဒုက္ခတွေကငြိမ်းမှာဆိုတာပြောကြည့်ပါတယ်ပြီးတော့အပြစ်မဲ့တဲ့ခလေးသူငယ်လေးကိုပါဒီဟာမျိုးကိုကျူးလွန်ခဲ့တယ်ခလေးသူငယ်လေးကိုပါနေပူတန်းမှာနော်ကျိုးတုပ်ပြီးတော့ကျိုးနဲ့ချီပြီးတော့ဒီဟာတွေကိုနှိပ်စက်ခဲ့တယ်ရင်နွေးပူနဲ့လောင်းချမယ်ဆိုတဲ့စကားကိုပြောခဲ့တာကဒါကဥပဒေမဲ့ရကြတယ်ကျမတို့တိုင်းမှာဒါမျိုးမရှိစေရဘူးဥပဒေထက်မှာမြည်သူများမရှိစေရဘူးတော့ကြာခင်ဗျမြန်မာပြည်မှာခိုးတဲ့သူတွေအများကြီးပေါ်နေလိုက်မယ်ဟုတ်လားခိုးတဲ့သူတွေပေါ်ပြီးဒီမင်းတို့တွေပောက်ကလုံးရဲ့နေရာကိုမလူစမ်းပါနဲ့တော်တော်မျိုးတွေအားလုံးပဲသဘာဝဘေးနာမည်ပြီးတော့မှအများဆုံးကိန်းဝင်ကြပါသေးလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုချစ်တို့ဘော်လူရင် channel လေးကပြန်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုတွေရှင်တို့တော့ပြင်ကတော့ယနေ့အောက်တိုဘာလ23ရက်နေ့မနက်ပိုင်းထိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချုပ်ဖော်ပြပြီးတော့ဖြစ်တော်လာမျိုးတွေအားလုံးပဲအဆုံးထိရှိဖို့ဒီတိုင်းထပ်မံတောင်းဆိုလိုက်ပါတယ်နောက်ဆုံးအနေနဲ့ကတော့စေကောင်းဆောင်တွေကလည်းကောင်းတဲ့ကိုကျိုးစီပေါက်တဲ့နိုင်ငံတော်အာဏာကိုအတင်းအဓမ္မမတရားလျှင်သိမ်းပိုက်ထားသည်မှာဒီနေ့မှာဆိုရင်တော့1926ရက်ရှိပြီဖြစ်ပါတယ်။အောင်းသူတွေပုံအနေနဲ့ကတော့ရခိုင်ပြည်ဘူးတီတောင်မြို့နယ်ထန်းလျှောက်ကန်ကြေးရွာအစုလိုက်ပြုံလိုက်တပ်ဖြတ်ခံရမှုဆွဆွဲချက်ပုံကိုဗိုလ်ချုပ်ထွန်းမြင့်နိုင်ကပြင်းထန်ညှင်းဆိုလိုက်ပြီးတော့အဲ့ဒီဆွဆွဲမှုပေါင်းဝင်ရခိုင်မြောက်ပိုင်းမှာလူခွန်ရေးချိုးပေါက်မှုဆွဆွဲချက်တွေကိုစုံစမ်းစစ်ဆေးဖို့ဆိုပြီးမြန်မာနိုင်ငံဆိုင်ရာကုလအထူးကိုယ်စားလှယ်ကိုဖိတ်ခေါ်ထားတယ်လို့မြန်မာနိုင်ငံလူခွန်ရေးခြေနေဆိုင်ရာအထူးကိုယ်စားလှယ်ကစီရင်ခံမှာဖော်ပြထားတာတွေ့ရှိရပါတယ်။2025ခုနှစ်အောက်တိုဘာ20ရက်နေ့ကလူခွန်ရေးကောင်စီကိုတင်သွင်းခဲ့တဲ့ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံလူခွန်ရေးအခြေအနေဆိုင်ရာအထူးကိုယ်စားလှယ်မစ္စတာသောမတ်အင်ဒရူးရဲ့အစီရင်ခံစာအပိုက်80မှာဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ဖိတ်ကြားချက်ကိုတင်သွင်းဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။အစုလိုက်ပြုံလိုက်လူသက်မှုဆွဆွချက်ပေါ်အေးစီဦးစီးချုပ်ကပြင်းပြင်းထန်ထန်ညှင်းဆိုထားတယ်လို့ပြောထားပါတယ်။ဒီမပြုတ်နိုင်သေးတဲ့လုံခြံဖန်တီးတဲ့သတင်းချက်လက်တွေကိုအသုံးပြုပြီးပုတ်ချနေခြင်းပေါ်အထူးစိုးရိမ်မိလို့လည်းပြောပါတယ်။ထန်းလျှောက်ကန်ကြီးရဟာစုလိုက်ပြုံလိုက်တက်ဖြတ်ခံရတယ်လို့ဆွဆွဲထားတဲ့နေရာပေါင်းဝင်တခြားလူခွန်ရေးချိုးပေါက်မှုတွေပြုလုပ်တယ်လို့ဆွဆွဲထားခံတဲ့နေရာတွေကိုလာရောက်လေ့လာစုံစမ်းစစ်ဆေးဖို့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုယ်တိုင်ကဖိတ်ခေါ်ထားရလဲရှိပါရလို့ထုတ်ဖော်ပြောကြားတော့သိရှိရပါတယ်။နောက်တဲ့သတင်းပုံတွေနဲ့ကတော့အားလုံးဒီတိုင်းပဲချမ်းပြေရမ်းပြေရေးဘလူးတယောက်ကတော့လက်ရှိမှာစစ်ခွေးတဲ့တိုက်ကိုစိန်ခေါ်လိုက်ပြီးဖြစ်ပါတယ်။ဒီစိန်ခွေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိမိတို့ကောင်တော့ပေါက်ကိုနေပြီးတော့စစ်ခွေးတွေအနေနဲ့လည်းဒါကိုလုံးဝငြိမ်မခံဖို့ပြောနေရတယ်တွေ့နေရပါတယ်။ဘလူးကိုရှိတဲ့နေပြည်မှာတာဝန်ကျနေတဲ့တက်မတော်အရာရှိတွေအနေနဲ့ခင်ဗျားတို့လည်းနည်းနည်းလေးတော့စဉ်းစားဖို့လိုပြီလို့ထင်တယ်။ရေးဘလူးကတော့စိန်ခေါ်တယ်ဘလို့စိန်ခေါ်လဲဆိုတော့စစ်တပ်ကိုသူကပြောရရင်တော့ဗျာတက်ကရာတက်တွေကိုတက်ကလူတွေအချောက်တွေလိုမျိုးသဘောမျိုးသူပြောတယ်တတိရှိတိုက်ပါမလို့အချောက်တွေဆိုသဘောမျိုးတွေရေးဘလူးကပြောတယ်ကျွန်တော်တော်တော်စဉ်းစားရတယ်တကယ်မြေပြင်မှာဖြစ်တာအဲ့ဒါမဟုတ်ဘူးကျွန်တော်သိနေတာအဲ့ဒါမဟုတ်ဘူးကျွန်တော်သိသလောက်ကဒီကောင်ကရေးဘလူးကအချောက်ကျွန်တော်သိရရေးဘလူးကအချောက်နော်တော့ဗာလဲဆိုတော့ရေးဘလူးကပြောတယ်စကားမမရေးဘလူးက6တာပြောတာ तू ကြိတ်ကျွေးနေတာရေးဘလူးသတင်းဆိုရင် तू မရမကစုံစမ်းပြီးတော့ तू ထုတ်ဖော်ပြောပြနေတာဟုတ်ရှိတယ်စစ်ကိုတဲ့စစ်နဲ့တော်တိုက်ပါတယ်စစ်တိုက်ဖို့တက်လာတဲ့ကောင်တွေရတယ်ဘာလို့ရွာသားတွေဖမ်းလဲတဲ့တိတ်ကမရှိဘူးတဲ့စာတင်ကြောင်းတွေဘာလို့ပြစ်ရှိလို့ဘာဖြစ်လို့ဖျက်ဆီးတာလဲဘာညာပေါ့စစ်တိုက်လာတဲ့ကောင်တွေကကျွန်တော်တို့လာရင်ထွက်ပြေးသွားတယ်တဲ့စစ်တိုက်ဖို့လာတဲ့ကောင်တွေသူတို့လာရင်ထွက်ပြေးတယ်တဲ့ထိတိုက်တွေ့ကျင်တယ်ဆိုရင်စောင့်ပေါ်တဲ့ည7နာရီထိုးပါသူတို့ရှိတဲ့နေရာကိုကြောက်တယ်တဲ့မနေ့ကျတော့ထွက်ပြေးသွားတယ်တဲ့ကမ္ဘာအဆင့်ပြီဆိုတဲ့စစ်တပ်ကတိတ်ကမရှိဘူးတဲ့အမေတော့ပြောနေတာအမေစစ်တပ်ကစာတင်ကြောင်းတွေမီးရှို့တွေဘာလို့လဲလုံတယ်အဲ့ရေးဘလူးဆိုတဲ့ကောင်ကအဲ့ဒီလူအချမ်းစစ်တပ်ကစာတင်ကြောင်းတွေမီးရှို့ပြီးဘုံနေကျဲနေရတဲ့နိုင်ငံလုံးသိရမင်းတို့ဘောမတွေပဲမသိအောင်ဆောင်းနေတာအဲ့ဘက်သမားကသူပဲခင်ဗျ21ခင်းချင်းစာမှာဆရာဆရာမတွေကိုကြောင်းမသွားနဲ့ကြောင်းမဖွင့်နဲ့ဖွင့်ရင်မင်းတို့ငါ့ကိုတပ်ပြမှာဘာညာဆိုတော့ရေးဘလူးကိုယ်တိုင်သူကိုယ်တိုင်ဗီဒီယိုဖိုင်နဲ့ပြောထားတဲ့ဖိုင်ကိုခုထိရှိသေးတယ်သူကိုယ်တိုင်စာတင်ကြောင်းတွေကိုချိန်ချောက်တယ်ဆရာမတွေကိုချိန်ချောက်တယ်ကျောင်းသားတွေကိုချိန်ချောက်တယ်အဲ့ဒါကိုချိန်ချောက်ပြီးခုကြမှာစစ်တပ်ကိုသူလည်းညွှန်ပြထုတ်တယ်စာတင်ကြောင်းတွေကိုမင်းကဘာဖြစ်လို့လာလို့ဩဆိုဒီလိုကောင်မှုတွေအချောက်ကသူ့မှာ60ဒီကောင်တတ်တိမရှိဘူးသွေးကြောင်ဆိုတာအဲ့ကောင်ပဲတတ်တိမရှိသွေးကြောင်ဆိုအဲ့ဒီကောင်မှသွေးကြောင်လားစစ်သွေးကြောင်လို့သူများခန္ဓာကိုယ်ကြီးကိုခေါင်းဓာတ်တဲ့ခုတ်တယ်တေပြီးသားတေလူနေပါဖြစ်တဲ့ခန္ဓာကိုယ်ဓာတ်နဲ့တော့ခုတ်တယ်သွေးကြောင်တတ်တိတာရှင်အဲ့ကောင်နှစ်ယောက်ချင်းရှင်ထိုးခိုင်းပါလားမင်းတတ်တိရှိလားငါရေးဘလူးမင်းနဲ့ငါထိုးမလားဆိုအဲ့လိုထိုးခိုင်းဟိုကသူ့ကိုရှင်ထိုးမှာအဲ့ခက်တာဟိုတေလူဒီပါကျိုးတုပ်ပြီးတော့ဓာတ်နဲ့ခုတ်တယ်ဆိုတော့ခင်ဗျအဲ့ကောင်အချောက်ပဲရေးဘလူးအချောက်ပဲသူကအချောက်ခုစစ်တပ်ကိုဘာပဲဆိုတော့ကမ္ဘာအဆင့်ဆိုတဲ့စစ်တပ်ကတိတ်ခါမရှိဘူးတဲ့အချောက်ကြောက်တယ်ပေါ့သူ့ကိုကြောက်သူလာတဲ့ခါကြောက်ထွက်ပြေးတယ်တဲ့
ဆိုတော့စစ်တပ်ကိုစစ်တဲ့တူအောင်တိုက်ပါတယ်ဆိုတော့ကျွန်တော်စဉ်းစားတာပေါ့နော်ဟိုကျွန်တော်စဉ်းစားကြည့်တာပေါ့နော်အဲ့မှာတာဝန်ကျတဲ့တက်ကတိုက်ရင်မှုတွေဗျူဟာမှုတွေရေဘလူးအကြောင်းကိုကျွန်တော်မေးကြည့်ဘူးတော့ဘာလို့ဆိုတော့6ပါသူမှအဲ့တရင်မှုတွေက အဲ့ကောင်စစ်ပွဲရှိမှာတခါမှမရှိဘူးတဲ့ front line မှာအဲ့ကောင်တခါမှမရှိဘူးတဲ့စစ်ပွဲဖြစ်တော့မယ်နေရာရလို့လေအန်တန်ကြားတယ်စစ်တပ်ကခြိလာကိုကြားရင်ပြေးပြီးတဲ့အဲ့ကောင်မင်းတို့တရင်မှုတွေတော်တော်ရှည်တန်းရောက်တာဟုတ် နောက်ကနေပဲနေတာတဲ့အကယ်စစ်ပွဲမှာသူတို့အသာစီးရတော့မယ်ခြေတွေရောက်ပြီးလို့တက်ကနောက်ဆုတ်ပေးရတဲ့ခါမျိုးသူကရောက်လာပြီးတဲ့အဲ့ကြိုင်အဲ့ကောင်အဲ့လိုပဲနေတာတဲ့ဆိုတော့ခင်ဗျားတို့ဗျာလို့ဒီကောင်ဒီလိုမျိုးစော်ကားမော်ကားလှုပ်နေတာကိုခင်ဗျားတို့မို့လို့ငိန်ခံရရတယ်ဗျာဆိုတော့ကျွန်တော်စိတ်ထဲမကြည့်နိုင်ဘူးပွင့်နေပြီထိုင်ကောင်ကြည့်ပြီးတော့ဒီကောင်ကွာလို့ဒီကောင်ဒီလိုမျိုးပရိပဒိုင်ပြောနေတာဒီကောင်အဲ့တော့ရှင်းပြရတော့ဗျာရေးဘလူးတရားလောက်ကို ဒီပဒါပြောနေရမင်းပြောနေတာကြော်မျိုးမင်းရဲ့ ရှင်းပြနိုင်ရင်တော့ရှင်းပြနိုင်လို့ရှိရင်တော့အဲ့မှာရေးဘက်မှာတော့ရေးဘက်ကဘယ်လောက်ငြိမ်သွားမလဲဆိုတော့ကျွန်တော်နားလည်ပါတယ်အဲ့တော့ရေးဘလူးဆိုတဲ့ကောင်ကလည်းတကယ်သားရေးဘလူးဆိုတဲ့ကောင်ကလည်းတိတ်တတ်တိရှိရေးမျိုးတစ်မျိုးတော့တိတ်ပြလိုက်ပေါ့တိတ်လိုက်ပေါ့အဲ့ဒါဆိုကြောက်ကြည့်မယ်သူတိတ်ပြလိုက်လို့စစ်တပ်ကသူတိတ်တာစစ်တပ်ကခံလိုက်ရတယ်ဆိုတော့အဲ့စစ်တပ်အသုံးကြတာအေး तू ကမသိနိုင်ဘူးဆိုရေးဘလူးစောက်အချောက်ပဲဒါပဲရှင်းရှင်းလေးပဲအဲ့လိုပဲကျွန်တော်ပြောတော့မှာရန်တိုက်စကားတော့တဲ့ပြောရရင်တော့အဲ့လိုပြောတော့မှာဟုတ်တော့အခုကရေးဘလူးကစစ်တပ်နဲ့ထိတိုက်တွေ့မလားဆိုတော့ဒီကောင်တစ်ခါမှရှင်းတိုက်တာမရှိဘူးတက်ကထိုးစစ်စီဒီကောင်ပြေးပြီပြေးတယ် तू ပြေးတာကျွန်တော်သိတော့ तू ကြီးလည်းပြေးတာတဲ့ မင်းတို့ကဘာအဆင့်မီစစ်တက်ကြီးတစ်ခုလုံးကတော့ရေးဘလူးကိုအခုချိန်ကြီးတော့မင်းတို့ရိပ်ရောင်တော့မကြိုက်နိုင်မင်းနဲ့ကွာ အဲ့ဒါကို तू ကပြောင်းပြန်ပြီးတော့စစ်တပ်ကအချောက်ဒီအာတတိမရှိဘူးလို့စစ်တပ်ကကောင်းတယ်အဆင့်မရှိဘူးကဘာအဆင့်လို့ပြောတယ်ကဘာအဆင့်မှစောင့်စမရှိဘူးအဲ့လိုပုံစံလုပ်တာတက်ကိုမွဲဆိုတော့တက်အနေနဲ့လေငကားမန်းတီအောင်အပေါက်ထောင်ပြဖို့လိုတယ်အဲ့မှာတာဝန်ကျတဲ့တက်ကရရှိနေငကားမန်းတီအောင်အပေါက်ထောင်ပြဖို့လိုပြီလို့ကျွန်တော်ထင်တယ်ပြောရင်တော့တစ်ခါတည်းကျရင်ဂျီဘလူးနဲ့ပတ်သက်လိုက်ရင်အထက်မိတ်တွေပါတွေလည်းတာလေးထားပြီးတော့လှုပ်ဆက်ချက်လှုပ်လိုက်ပေါ့ဗျာဒါပဲရှိတာနော်ကျွန်တော်တို့ပွင့်လင်းပြောရင်တော့အကြက်ဖက်သမားကိုအကြက်ဖက်သမားလို့ရှင်းတာကိုကျွန်တော်ဘာမှဝမ်းနေပေးစရာအကြောင်းမရှိဘူးဝမ်းလည်းမနေဘူးရှင်းရှင်းလေးပဲဘလို့မှကိုကျွန်တော်မခံစားဘူးအကြက်ဖက်သမားကိုတော့ရှင်းပြရမှာရေဘလူးကိုတော့ကျွန်တော်စိတ်ထဲမှာပြတ်တတ်မှတ်ထားတာအကြက်ဖက်သမားပဲရေဘလူးကအကြက်ဖက်သမားဘာကြောင့်လဲဆိုတော့ဟိုလူသားရေးဘလူးကြိတ်ကျွေနေတာကြော်မျိုးမင်းကောင်က မှုတစ်ခုမှလည်းကျွန်တော်ဒီကောင်တော်တော်ယွန်းလာနောက်ကျောင်းဆရာဆရာမတွေချင်းကြောက်ကိုတောက်ရောချင်းကြောက်တာအဲ့ဒါကိုယွန်းလာအဲကြောင့်ဒီလိုကျမ်းပတ်သမားကိုတော့အဲ့ဒီနေရာမှာတာဝန်ကျတဲ့တပ်မတော်ထိပ်တန်းရရှိနေတယ်ပြက်ပြက်သားနှိမ့်နှိမ့်ပြဖို့လိုတယ်ဒီကောင်ရှိတဲ့နေရာမရှိရှိတဲ့နေရာကိုလိုက်မှုကျောင်းထုတ်ပြီးတော့ကိုရှင်းဖို့လိုတယ်ဖြစ်နိုင်တောင်းနေပြီးတော့ရှင်းပြရမှာအဲ့ကောင်ရှင်းပြရမှာဒီလိုပဲကျွန်တော်မြင်တယ်အဲ့တော့ချို့လေးကြီးမိုးကြီးကောင်တွေအဲ့လိုအပြတ်ရှင်းစေချင်တယ်ဒါကျွန်တော်ရဲ့ပြက်သားတဲ့အမြင်ပဲကျွန်တော်မင်းရတာရှင်းကိုင်းနေဟိုကောင်တွေကကြောက်လို့တော့ဖိန်တုံပြီးစစ်တက်တဲ့တော့မထွက်ဘူးအနားမှာတိုက်ပွဲဖြစ်လို့ဟိုမှာရဲမှုကိုတော့စစ်တက်ရှိမှပြစ်တာတော့ဒီကောင်တွေမထွက်ရဲဘဲနဲ့အထဲမှာပုံနေတဲ့ကောင်တွေကယူsocial media ပေါ်မှာပြန့်နှံ့နေတဲ့တိုင်သာယာနော်တိုင်သာယာဒီဘာလဲပြောတာသူခဲဆိုင်တက်တဲ့ဒီပစ္စည်းကိုယူမှုနဲ့ပတ်သက်တဲ့မျိုးသမီးကိုနဲ့ကလေးကိုနှိမ့်ဆက်ညံ့မှုနဲ့ပတ်သက်လို့ဘာပြဿနာညာဒီတိုင်သာယာခြေပိုင်းမှာရှိတဲ့မျိုးမရဲစက်ကောင်ရပြီးတော့ရဲစခန်းနဲ့လာတွေ့နေပါတယ်စခန်းမှုနဲ့ကျွန်မလာတွေ့တဲ့အခါမှာစခန်းမှုကဘယ်လိုပြောလဲဆိုတော့နော်ကျွန်မစခန်းမှုနဲ့တွေ့ပြီးတော့ဒီကိစ္စကိုတွေ့ဆုံမင်းများမှုပြုလုပ်တဲ့အခါမှာစခန်းမှုကဘာပြောလဲဆိုတော့ဒီကိစ္စကိုတဲ့ဟိုသူတို့စခန်းကိုမရောက်သေးပါဘူးပေါ့နော်ကျမကိုမေးတယ်ကျမကအကျိုးကြောင့်ရှင်းပြတဲ့အခါမှာအမကတဲ့ဒီအခုခိုးမှုကျူးလွန်တဲ့သူကိုအမကကာကွယ်ပေးမလို့လားတဲ့နော်ခိုးမှုကျူးလွန်တဲ့ဘက်ကနေပြီးတော့ပြစ်မှုကျူးလွန်တဲ့လူကိုအမကအဲ့ဒီဘက်ကနေကာကွယ်ပေးမလို့လားတဲ့ပြစ်မှုကျူးလွန်တဲ့လူကိုကာကွယ်ပေးတဲ့ဆိုရင်ဥပဒေစိုးမိုးမှုဆိုတာရှိပါမလားကျမပြန်မေးလိုက်တယ်အဲ့ဒါဆိုရင်လို့ကိုဒီပြစ်မှုခိုးမှုကိုကျူးလွန်ထားတဲ့ဒီအမျိုးသမီးအပေါ်ကိုဆိုင်ပိုင်ရှင်တွေ့တာသူဆိုင်ပိုင်ရှင်ကကိုမိတယ်ကိုရပါပစ္စည်းနဲ့မိထားတယ်ဆိုလို့ရှိရင်သက်ဆိုင်ရာအကိုတို့ရဲစခန်းကိုဒီသက်ဆိုင်ရာနယ်မြေရဲစခန်းကိုအပ်ပြီးပါပြီလားဒါမှမဟုတ်ရင်အမှုဖွင့်ပြီးအပ်ပြီးတော့အမှုဖွင့်ပြီးရပြီလားဥပဒေနဲ့အညီလုံဆောင်ပြီးပါပြီလားလို့ကျမမေးတယ်ရဲစခန်းကမအပ်သေးပဲနဲ့ဒါမှမဟုတ်ရင်သူ့ရက်ချင်းကိုပြီးသေးပြီးတော့သက်ဆိုင်ရာကိုအပ်ထားတာဒီမျိုးသမီးကိုသူတို့မှဘာမှလက်ခံဖြေကြားခြင်းမရှိဘူးသူတို့ဒီစခန်းကိုမရောက်သေးပါဘူးလေအဲ့ဒါဆိုရင်ဥပဒေမဲ့ကျူးလွန်လာကြကျမတို့တိုင်းပြည်ကမင်းမဲ့စရိုက်ဆန်တဲ့တိုင်းပြည်မဟုတ်ဘူးမင်းမဲ့တဲ့တိုင်းပြည်မဟုတ်ဘူးနော်မင်းမဲ့စရိုက်ဆန်တဲ့လုံးလို့မရဘူးဥပဒေနဲ့အညီဥပဒေဒီခိုးမှုကိုပြစ်မှုကျူးလွန်တဲ့လူကိုပေါ်တိလက်ရောက်လောက်ပိုင်ဝင်မရှိဘူးသက်ဆိုင်ရာရဲစခန်းကိုအပ်ရမယ်အကိုတို့ဒီကရဲစခန်းကဥပဒေနဲ့အညီလောက်ပိုင်ဆောင်ရွက်သွားမှာမဟုတ်ဘူးလားလို့ကျွန်မပြန်လဲမင်းမြန်းခဲ့ပါတယ်ဒီစခန်းမှုကိုနော်အခုဒီမှာဒါကကျမတို့နိုင်ငံကတရားဥပဒေစိုးမိုးတဲ့နိုင်ငံနော်မင်းမဲ့နိုင်ငံမဟုတ်မင်းမဲ့စရိုက်နိုင်ငံမဟုတ်အဂတိလိုက်စားလို့မရဘူးအဂတိလိုက်စားလို့မရဘူးလက်ရှိပြစ်မှုကျူးလွန်ထားတဲ့အမျိုးသမီးကိုတရက်လို့ဒီပိုင်ရှင်နော်ပစ္စည်းဒီပိုင်ရှင်ကနေပြီးတော့သူ့ရဲ့ပစ္စည်းလက်ဘူးလက်ကမိထားတဲ့အတွက်သက်ဆိုင်ရာမှာအမှုဖွင့်ပြီးတော့သက်ဆိုင်ရာဥပဒေနဲ့တရားဆွဲဆိုအရေးစုပြုရမှာအဲ့ဒါကိုမလုပ်ဖဲနဲ့သူကကိုတိလက်ရောက်နေမင်းမဲ့စရိုက်ဆန်လူတယောက်ရဲ့ဂုံတိတ်ခါထိခိုက်နေတာစေတဲ့ပုံစံမျိုးကိုလမ်းပေါ်မှာဒီတက်တိုင်ပေါ်မှာတိုးတုပ်ပြီးတော့အပြစ်မဲ့တဲ့ခလေးသူငယ်လေးကိုပါဒီဟာမျိုးကိုကျူးလွန်ခဲ့တယ်ခလေးသူငယ်လေးကိုကနေပူတန်းမှာနော်တိုးတုပ်ပြီးတော့တိုးနဲ့ချီပြီးတော့ဒီဟာတွေကိုနှိပ်စက်ခဲ့တယ်ရင်နွေးပူနဲ့လောင်းချမယ်ဆိုတဲ့စကားကိုပြောခဲ့တာကဒါကဥပဒေမဲ့ရကြတယ်
ကျမတို့တိုင်းမှာဒါမျိုးမရှိစေရဘူးဥပဒေထက်မှာမိသူများမရှိစေရဘူးဒီဆိုရင်ဒါကိုကျမအခုဒီမျိုးမရစကားမှာတက်ရှိခဲ့တဲ့အမမိဘပြည်သူကျမကိုရောက်လာတဲ့အတွက်ဝမ်းသာတယ်အမတော်မမိုးခိုင်လားဆိုတာကိုနှုတ်ဆက်ပါတယ်တော့အမရဲ့စကားလေးဒီပြည့်တဲ့ပတ်သက်တဲ့စကားလေးမှာဘယ်လိုခံစားချက်တွေရှိပါလဲလိုခံစားခြင်းလဲဆိုတော့မိဘဆိုတာတော့ကိုသားသမီးတွေငါပြတ်နေရင်တော့လုံးပြီးလုံးရလုံးပြီးမှာလေဟုတ်တယ်မလားတူကိုလုံးပြီးလုံးရလုံးပြီးမှာလေဒါပေမဲ့မျိုးမိသွားတဲ့ခါကျတော့ရှင်ဘယ်လိုလုပ်ရမလဲဆိုတော့လူကြီးရောအပ်ကနေနော်ပတ်ဆိုင်ရောအပေးရနော်ပတ်ဆိုင်ရောအပေးရမယ်မအပေးလို့မရဘူး ကိုနှိမ့်ဆက်တာကိုခုလိုဘာလက်ထမှာကလေးတွေကိုနှိမ့်ဆက်တာကိုလက်မခံအောင်ဆိုပြီးလက်သီးလက်မောင်းတန်းပြီးပြောနေမယ်ပဲအဘကနေတိုင်းဘုံကြီးကျဲလို့ကလေးဒဇတိဖြစ်နေတာကိုကြောင့်မသိအောင်စောင့်နေပြီးတော့ဒီကဲကမမြေတာရှင်တယောက်လိုပြီးတော့မျိုးပါသာသနာချစ်တဲ့ကလေးတွေကိုကာကွယ်ပေးရမယ်ဆိုပြီးဘက်ကနေပြောနေမယ်လေအဘဘုံကျင်းနေသမျှပန်းနေကျင်းနေတာပြကလေးပေါ်ကြတဲ့ဘုံတွေကပန်းနေလို့ပဲမြင်နေတာတော့တော်တော်လေးကမှဆူဆူရွာနေတာတခုဖြစ်ပါတယ်ဒါကြောင့်ဒါတွေကုန်လုံးကဘေးကောက်ပွဲနီးလာနေများအယောင်ဆောင်နေတာဖြစ်တယ်ဆိုတာပြည်သူတွေအားလုံးသိရှိဖို့လိုအပ်ပါတယ်ကလေးငယ်အတွက်ကိုလေတရားမျှတမှုရှာပေးကြတယ်အင်းနဲ့အားနဲ့လှုပ်ဆောင်ပေးကြတာဒီကောက်တွေ့တော့လေစိတ်ထဲမှာအားကြတယ်ပေါ့နော်အေးကောင်းတယ်ပေါ့ဒီလိုမျိုးအချိန်ပိုင်းမိနစ်ပိုင်းအတွင်းမှာနော်အဲ့လိုမျိုးတွေလှုပ်ဆောင်နိုင်ပေးကြတာကောင်းတယ်ပေါ့နော်ဒါပေမဲ့လေဒီကောက်9မိနစ်တာတခုကလေတရားမျှတမှုဆိုတာအဲ့ဒီကလေးတယောက်မှာပဲရှိကြတာပေါ့နော်9နှစ်တာကာလမှာလေစစ်မိတ်စာကောင်စစ်ဘလူးစစ်မိတ်စာကောင်ပြည်သူကိုပြည်သူလို့မတတ်မအမျိုးမျိုးရက်ဆက်ညင်ပန်းနှိပ်စက်နေတဲ့ကောင်တွေဒီဒဏ်ကိုခံနေရတဲ့9နှစ်ကျော်ကာလလုံးလုံးခံနေရတဲ့အပြစ်မဲ့ပြည်သူတွေအတွက်တရားမျှတမှုကရောဘာမှလဲတလွဲစပင်ကောင်းနေ ဘယ်လိုပြောမလဲလေ့လာမှုအားနည်းတယ်ပဲပြောရမလားကျမတို့နိုင်ငံမှာအုံနောက်တွေမျက်စိတွေနားတွေပိတ်ပြီးအုပ်ချုပ်ခဲ့တာလေအောင်မြင်တယ်လို့ပြောရအဲ့လိုလူတွေကလည်းများစွာကြံနေသေးတယ်အဲ့လိုလူတွေကလာပြီးတော့မှကျမတို့ကိုထပ်ပြီးတော့မှတွေးခွဲတယ်ကျမရဲ့အောက်ဒီကွန်မန့်တွေမှာလာဝင်ရေးတာကတိုင်းသားတွေလည်းဖြစ်ချင်မှဖြစ်မယ်ဘောမတွေလည်းဖြစ်ချင်ဖြစ်တယ်တိုင်းသားအတွေ့ဖန်တီးပြီးတော့လာပြီးတော့အချင်းချင်းလာတိုက်တာလည်းဖြစ်ချင်ဖြစ်မယ်ပေါ့နော်ဒါကတော့ကျမတို့ကကွန်မန့်တွေမှာကြည့်ပြီးတော့ပြောတယ်ဆိုတာကကျမတို့လူတွေရဲ့တွားနေတဲ့ပုံစံလူတွေရဲ့တွေးအမြင်ကျမတို့နိုင်ငံပေါ်မှာဘလို့ဒီတွေးမြင်နေဒီစကားတွေဘလို့တက်ရောက်နိုင်လဲဆိုတော့ကြည့်ပြီးတော့မှဒီကွန်မန့်တွေနဲ့ပတ်သက်ပြီးတော့ဒါပြောခြင်းဖြစ်ပါနော်အဲ့တော့အဲ့ဒီဘောမတွေဘက်ကလည်းဖြစ်နိုင်ပါတယ်ဆိုတဲ့အခါကျတော့ဒီလိုမျိုးဘောမတွေကဝင်ပြီးကွန်မန့်တစ်ခုလောက်နဲ့ဝင်ပြီးတော့လောင်ခိုင်းလိုက်တဲ့အခါမှာကျမတို့ချင်းချင်းလောင်ကြဒါငါတို့ခေါင်းဆောင်မပြောနဲ့နေတို့ဗမာတွေရောဘာစောက်သုံးကြလို့လဲဆိုတဲ့အခါကျတော့ဗမာတွေစောက်သုံးမကြတာဒီလေရှိပါတယ်ပြောပါတယ်ကျွန်မပြောထားပါတယ်နော်တကယ်လို့ဗမာတွေမှားနေတယ်ဆိုလို့ရှိရင်မှားနေတဲ့လူမှားနေတဲ့အကြောင်းအရာထောက်ပြပြောဆိုဗမာတွေအားလုံးတိမ်ကြုံမပြောနဲ့ဒီလိုပဲကရင်မဲဖြစ်ဖြစ်ကချင်မဲဖြစ်ဖြစ်ဘာလူမျိုးပဲဖြစ်ဖြစ်မှားနေတဲ့အုပ်စုမှားနေတဲ့အကွက်မှားနေတဲ့အကြောင်းအရာကိုထောက်ပြပြီးတော့ဝေးပန်းမှာအားလုံးတိမ်ကြုံပြီးပြောလိုက်တဲ့အခါကျတော့ဒီပြိပခါတွေကပြန်ပြီးတော့ဖြစ်တယ်စစ်ကောင်စီရဲ့အောင်မြင်နေတဲ့ရန်တရားကြီးဆက်လက်လဲပတ်နေရပြောလို့ရအဲ့တော့ကျွန်မဥပမာလေးတစ်ခုနဲ့ပြောပြမယ်ကျမတို့မြန်မာလူမျိုးတွေကြိုက်ရတယ်ငပိကိုငပိဖြစ်အောင်လုပ်ဖို့အတွက်လက်ဆက်ငါးတွေကိုအရင်ဆုံးနေလန်းရနော်နေလို့စားနေပြီးတော့နေလန်းရတယ်နေလန်းပြီးတော့မှကျမတို့က2နေ့3နေ့လောက်လန်းပြီးတော့မှအဲ့ငပိတွေကျမတို့ကဒီစံတို့နော်စကွဲတို့နဲ့ရောပြီးတော့စားတို့နဲ့ရောပြီးထောင်းရတာနေလန်းတာကလေ6တီးနေလန်းလို့မရအောင်နည်းနည်းလေးပုတ်အောင်နေလန်းလိုက်ရတယ်အဲ့ဒီငါးတွေပုံနှံ့ထွက်သွားပြီဆိုမှဒီငါးတွေကိုကျမတို့ကစုံကြီးတစ်ခုထဲမှာထည့်ပြီးတော့စကွဲတွေထွဲတွေနဲ့ရောပြီးတော့ထောင်းရတာဖြစ်တယ်နော်ထောင်းပြီးတော့မလုပ်လဲဆိုဒီငပိတွေကိုအိုးထဲမှာတိတ်ပြီးတော့နှစ်ကြာအကြာကြီးထားလိုက်တဲ့အခါမှာပုတ်နေတဲ့ငပိတွေကနော်ပုတ်နေတဲ့ငပိတွေဒီစားနဲ့တွေ့ပြီးတော့မှသူကစားလို့ရသွားတယ်နော်သူငပိမဖြစ်ခင်ကသူ့ကိုမထောင်းခင်ကဘယ်သူမှစားခင်တဲ့ဟာမပုတ်နေတာအဲ့တော့ငပိဖြစ်လာအောင်အစီအစဉ်ကိုကျွန်မပြောပြတာကျမတို့လူမျိုးရေးပြိပခါတွေဘာသာရေးပြိပခါတွေဖန်တီးခံရတဲ့အခါမှာအဲ့တိုင်းနော်စားထဲတဲ့နေအောင်စားထဲတယ်နေလန်းတဲ့နေအောင်နေလန်းတယ်ဒါပေမဲ့အကုန်လုံးကိုလှုပ်တာဟိုတပုံဒီတပုံမဟုတ်အားလုံးကိုဖြန့်ကျက်ပြီးလှုပ်လိုက်ပြီးတော့ပုတ်အောင်အရင်လှုပ်လိုက်တယ်ပြိပခါအရင်ဆုံးဖန်တီးလိုက်တယောက်ကိုတယောက်ပြဿနာဖြစ်အောင်လုပ်လိုက်ကြတယ်ပုတ်သွားတဲ့အခါကျမှဒီငပိတွေကိုထောင်းပြီးတော့အိုးထဲမှာတိတ်လိုက်တဲ့အခါနော်ကြာသွားတဲ့အခါမှာစားလို့ရသွားတယ်အဲ့ဒါကကျမတို့လက်ရှိဖြစ်နေတဲ့အရာတွေနဲ့ကျမကနှိုင်းရှင်ပြီးပြောပြတာကျမတို့ကငပိတွေလို့အသိခံထားရတယ်ကြာလာတဲ့အခါကျတော့စားလို့ရသွားတယ်ဒီလူမျိုးရေးပြိပခါကြာလာတဲ့အခါကျတော့ပုံမှန်ဖြစ်သွားတယ်ပုံမှန်အနေအထားမျိုးဖြစ်သွားတယ်နော်
အဲ့တော့ကျွန်တော်တို့နိုင်ငံမှာကျွန်တော်တို့ရဲ့ဒေါ်လာရေးထဲမှာပါဝင်နေတဲ့ဆရာတော်ရှင်သာဝရပြောတဲ့စကားလေးတစ်ခုရှိတယ်သူ့မှာစံနာတစ်ခုရှိတယ်အဲ့ဒီစံနာကဘာစံနာလဲဆိုလို့ရှိရင်သူတည်သွားရင်တော့မှအဲ့ဒီစံနာနောက်လူတွေဆက်ပြီးတော့လုပ်ပေးပါဆိုပြီးတော့မှသူပြောခဲ့တဲ့စကားသူပြောထားတဲ့စကားရှိဘာစံနာလဲဆိုလို့ရှိရင်မြန်မာနိုင်ငံထဲမှာရှိနေတဲ့လူတွေအားလုံးမှတ်ပုံတင်မှာကချင်တို့ချင်းတို့ဟိုမှာလူမျိုးရေးတွေလူမျိုးတွေနာမည်တွေထည့်ထားတဲ့အားတွေကိုဖယ်ထုတ်ခြင်းနဲ့တဲ့နော်စဉ်းစားကြရလေနော်မှတ်ပုံတင်မှာလူမျိုးထည့်ထားတာကိုဖယ်ထုတ်ခြင်းနဲ့ဥမာလူမျိုးအစားချင်းဆိုရင်လေတင်ကေတတစ်ခုပေါ့ရှင်နော်တင်ကေတလေးတစ်ခုထည့်ဒီလိုမျိုးသွားတာကပူကောင်းတယ်ချင်းလူမျိုးဟိုဘာလူမျိုးဘာသာသာသနာဘာညာခွိကွာတွေမလုပ်ခဲနဲ့အဲ့ဒီလူမျိုးအတိုင်းသွားခြင်းနဲ့တဲ့နော်ဆိုတဲ့ခါကျတော့လူကိုလူလိုပဲဆက်ဆံစေခြင်းနဲ့ဆိုတဲ့စကားလေးပေါ့ကျွန်မဒါလေးကိုမှတ်ထားပြီးတော့မှပြောပြတာကျွန်တော်တို့ကအခုလေအဲ့တိုင်းသွားမှာကျွန်တော်တို့ကလူကိုလူလိုမြင်ရမယ်နောက်တစ်ခုကကျွန်တော်တို့ကမတရားတာလုပ်တဲ့ခါကျရင်မတရားမှုကိုရဲတွန်းလှန်ရဲရအဲ့မှာကျွန်တော်တို့ဘယ်လိုသွားနိုင်လဲကျွန်တော်တို့ဘာတွေလုပ်နိုင်သေးလဲဟုတ်လားအခုစစ်ကောင်စီကတရုတ်နဲ့ပေါင်းတယ်ရုရှားနဲ့ပေါင်းတယ်အမျိုးမျိုးလိန်ညာလှည့်ပြားပြီးတော့နော်အာဆီယံကမထုတ်တဲ့သတင်းအောင်မှထုတ်တယ်ဆိုပြီးတော့ပြောင်းလိန်ပြောင်းစားလုပ်တယ်နော်ဓာတ်ပုံကြီးတွေလေသူ့ဓာတ်ပုံကိုယ်တိုင်ကိုဓာတ်ပုံကိုသူများကောင်ပေးတယ်ဆိုတော့အချက်တရားတော်ရုံစောက်ရှက်မရှိတာမဟုတ်ဆိုတော့ထားပါအဲ့လိုမျိုးတွေလုပ်နေတဲ့အခါမှာသူတို့လှုပ်ရှားရှိတဲ့ဟာကိုစောက်ရှက်မရှိလုပ်နေကြတာရှက်ရမယ်ဆိုတော့သူတို့ခေါင်းထဲမှာလည်းမရှိဘူးဒီပြည်သူလူထုကိုမျက်လုံးပိတ်နေတယ်အကန်းတွေလို့ပဲသဘောထားတာနော်အဲ့တော့ကျမတို့ဒီအချိန်နေမှာကျမတို့ဘာလုပ်နိုင်လဲကျမတို့ကရှားမှာကျမတို့ဘာလုပ်နိုင်လဲကျမတို့ဘာတွေကိုပြင်ဆင်ပြီးသွားရမလဲကျမတို့ကဓာရီနဲ့သွားရမှာဖြစ်တယ်နော်ကျမတို့လုပ်နိုင်တာမရှိဘူးလေကျမတို့ထောက်ဖို့လုပ်နိုင်တယ်ကျမတို့အချင်းချင်းလက်တွဲနေအောင်ကျမတို့ဝဲအောင်လုပ်ထားတာဝဲအောင်လုပ်လေသူတို့အောင်မြင်လေဖြစ်တယ်အဲ့တော့သူတို့အောင်မြင်စေမဲ့အရာကိုကျမတို့ကနော်လက်နက်တစ်ခုဖြစ်ပြန်ပြီးတော့အသုံးချမှာဖြစ်ပါတယ်နော်ကျမတို့က view ဟာတစ်ခုဖြစ်ပြန်ပြီးတော့အသုံးချမှာဖြစ်ပါတယ်အဲ့ဒီလို view ဟာတစ်ခုဖြစ်ပြန်ပြီးသုံးချမှာဆိုဒီလူမျိုးကြီးကိုလူမျိုးမှာကောင်းတယ်ငါလူမျိုးမှာကောင်းတယ်ဆိုတဲ့ပုံစံမျိုးကြီးပုံစံဟောင်းကြီးနဲ့တွားလို့ရတော့သူတို့လှုပ်ချင်နေတဲ့အလုပ်ကျမတို့ကအလကား free ဝင်လုပ်ပေးနေတာ free တောင်မဟုတ်အသက်ပေးနေတဲ့လူတွေကပေးနေတာတောင်မှကျမတို့တော်လန်ရေးဘက်ကပါငိမ့်ချမ်းချင်ပါတယ်လွတ်မြောက်ချင်ပါတယ်ဆိုတဲ့လူတွေကပါသူတို့အစားကိုမတိပဲဝင်လုပ်ပေးနေကြတာနော်အဲ့တော့ကျမတို့ကမညီညွတ်တာကိုညီညွတ်အောင်ညှိယူရမှာနော်ကျမတို့အခြေချင်းတယောက်ကိုတယောက်လက်ညှိုးထိုးပြီးဖြစ်တင်နေရမှာမဟုတ်ဘူးနော်ဟိုလူမျိုးမကောင်းဒီလူမျိုးဟိုဘာသာမကောင်းဒီဘာသာမကောင်းဒါတွေကကျမတို့စီးစနစ်တကျဖြစ်လာတဲ့အခါကြလို့ရှိရင်စီးစနစ်တကျဥပဒေအတိုင်းသွားလိမ့်မယ်အခုဒီဥပဒေကြီးကဖြစ်ချင်တယ်လို့ဖြစ်နေတဲ့လုပ်ချင်တယ်လို့လုပ်နေတဲ့ဥပဒေကြီးဖြစ်တယ်အဲ့တော့ကျမတို့ဘာလုပ်လို့ရမလဲနော်ကျမတို့ထွက်ပြေးမလားရင်ဆိုင်မလားနော်ကျမတို့လုံးဝမှာနှစ်ခုပဲရှိကျမတို့ထွက်ပြေးမယ်ရင်ဆိုင်မယ်နှစ်ခုပဲရှိနော်အဲ့တော့ထွက်ပြေးမယ်ဆိုလို့ရှိရင်ကျမတို့ကတက်လုံးပြေးနေရမှာရင်ဆိုင်မယ်ဆိုရင်အထီတော့နာမယ်ဒါပေမဲ့ကျမတို့တက်လုံးကောင်းစားသွားမှာဒါတွေကိုစဉ်းစားပြီးတော့မှကျမတို့လုံနိုင်တာတွေကိုချပြီးတော့ရေးရမယ်လုံနိုင်တာတွေတွေးရမယ်ဘယ်လိုသွားရမလဲဆိုတာကိုစဉ်းစားရမှာဖြစ်တယ်နော်မလုံတဲ့အရာတွေကိုလည်းရဲလှုပ်ချရမှာဖြစ်ပါတယ်နော်အဲ့တော့ကျမတို့မှာလုံနိုင်တာကနှစ်ခုပဲရှိတယ်ထွက်ပြေးမလားရင်ဆိုင်မလားထွက်ပြေးမယ်ဆိုရင်တက်လုံးပြေးရမယ်ရင်ဆိုင်မယ်ဆိုရင်ကျမတို့စွန့်လို့ရမယ်ဟာတွေရှိတယ်လူမျိုးရေးအစွဲတွေစွန့်ရမယ်ဘာသာရေးအစွဲတွေစွန့်ရမယ်နော်တခြားနိုင်ငံကလေမြန်ငါတို့နိုင်ငံကြီးကိုလာအုပ်ဆုံးမလားဆိုတဲ့မလိုအပ်တဲ့စိုးရိမ်မှုတွေရှော့ပြီးတွားရမယ်အမျိုးမျိုးကွဲပြားလေစစ်တပ်ကအောင်မြင်လေဖြစ်နေတယ်ဆိုလို့ရှိရင်သူတို့အောင်မြင်နေတဲ့လမ်းကြောင်းကိုကျမတို့ကဖျက်ချနိုင်ရမယ်အဲ့တော့ကျမတို့ကလက်တွဲရမယ်ချင်းချင်းကျမတို့ဘာတွေလုပ်နိုင်လဲကျမတို့ထောက်ဖို့လုပ်နိုင်တယ်လက်နက်ကင်နေတဲ့လူတွေကအလုံလောက်ကိုရှိနေလိုနေတာပတ်စံပဲအဲ့တော့ကျမတို့ထောက်ဖို့လုပ်အများကြီးထောက်ဖို့နေကြမလို့ကျမဆိုလို့ရှိရင်ခုမလေးရှားမှာကျမတစ်လကို30မလေးရှားရင်းကစ်30နဲ့ကျမကောက်နေဒီလိုမျိုးလေးတွေဝင်ပါလို့ရတယ်ဒါတခြားလူတွေလည်းဒီလိုမျိုးလုပ်နေတာခေါင်းဦးစီးဦးဆောင်ကြွပြီးလုပ်နေတာရှိလို့ တော်လိုင်းမျိုးတွေအားလုံးမှာဒီမှာတွေ့ခဲ့တဲ့အကြောင်းအရာတွေကတော့မေသမီသေးသေးရနေပြီးလက်ရှိမှာတော်လိုင်းနဲ့ပတ်သက်ပြီးတော့တို့ထွက်ပြေးမလားဒါမှမဟုတ်ရင်ဆိုင်မလားဆိုတာပတ်သက်ပြီးတော့ဝေဖန်သုံးသပ်ဖော်ပြသွားလေးတွေ့ရပါတယ်တော်လိုင်းမျိုးတွေအားလုံးဒီဗီဒီယိုတော့လည်းပဲဆုံးသတ်လိုက်ပါတယ်နောက်ထပ်ပြီးမှာတော့နောက်တဲ့တင်ပြပြီးတော့ကျွန်တော်ရဲ့ကိုကျေပရိုရှင်ပြင် channel လို့ like and subscribe ပြီးရဲ့ comment တွေထားခြင်းဖြင့်တက်လာကြမြဗီဒီယိုသတင်းအားလုံးရရှိရဖြစ်ပါတယ်တော်လိုင်းမျိုးတွေအားလုံးပဲညရှိနိုင်တဲ့သတင်းစီမှာပြန်လည်ဆုံတွေ့ကြပါမယ်